အုံတို့တာကူကြောက်ကြောလေးလှုပ်ဆောင်မှာဖြစ်ပါတယ်ဘလို့လွဲမလဲစက်ကြည့်လိုက်အောင်တာကူရင်ပြုတ်မှာဆိုတော့ရင်နွေးကိုရင်တဲတယ်ရင်နွေးဆူလာတော့မှတာကူတစ်ခွက်ထည့်ပြီးတော့ရောင်စိုးသေးနဲ့ထည့်ပြီးမှုေးလိုက်တယ်10မိနစ်ပြုတ်ထားပြီးတော့မီးပိတ်ပြီး10မိနစ်ထပ်နှက်ထားလိုက်ပါတယ်10မိနစ်နှက်ထားပြီးတော့တာကူမျက်စိလေးပျောက်သွားပြီဆိုတော့ရေစစ်ပြီးတော့ရေတခြားပြန်ဆေးလိုက်တယ်အမှစကားနေပြီးတော့ပြင်တော့အထဲတော့ကနေဖြစ်သွားပါပြီရန်တော့တာပဲရေဆေးပြီးတော့ရေနဲနဲ့ပြန်စိမ့်ထားတယ်ဒီနေ့ကကြောက်ကြောအများကြီးလုံးမှာဆိုပြီးတော့တခြားတော့တစ်ခွက်နီးနီးထည့်လိုက်ပါတယ်အမှစပြီးတော့အချိုးပေါ့သွားတာဖြစ်ပါတယ်တကယ်ဒီချိုးစားတိုင်းဆိုလို့ရှိရင်တော့တခြား2ခွက်လောက်ထဲမှာလောက်မဲ့တယ်မှာစားကြတော့ teaspoon နဲ့တဝက်ကြောထည့်လိုက်တယ်အမှမစိုးတလောက်လေးတော့ငံသွားတာပေါ့နော်ပြီးတော့ကြောက်ကြောမှုကကြတော့အထုပ်ထဲမှာတစ်စုံခွဲသားလောက်ပဲကျန်လာဆိုတော့အကုန်ထည့်လိုက်တယ်အုံတို့400မီလီတကူလုံးထည့်ပြီးတော့တကြားရေးပိုင်းအကုန်ပျော်အောင်မှွေမှာဖြစ်ပါတယ်မှွေတာနှံ့သွားပြီဆိုတော့ရေကို800မီလီထည့်လိုက်ပါတယ်ရေထည့်ပြီးတော့ပြန်မှွေပါတယ်မှွေတာနှံ့သွားပြီဆိုတော့မီးဖို့ပေါ်တင်ပြီးတော့လက်တညောင်းပြန်မှွေပါတယ်စူပြီးတော့ပွက်လာပြီဆိုတော့ခုနကတော့ရေစိမ့်ထားတဲ့တာကူလေးတွေကိုရေစစ်ပြီးတော့ထည့်မယ်ပြီးရင်တော့ခဏလောက်မှွေထားပြီးရတယ်အိုးချမှာဖြစ်ပါတယ်ပြီးရတယ်အခဲခံမဲ့ခွက်တွေကိုလောင်းထည့်မှာဖြစ်ပါတယ်အောက်ကခွက်ကတော့ကော်ကွက်မဟုတ်ပါဘူးဆီလီကွန်ပါကျွန်တော်အများကြီးလုပ်ထားတာဆိုတော့2ခွက်ခွဲထည့်လိုက်ရပါတယ်အဲ့တော့ဟိုဘက်ပါသွားတဲ့တာကူတွေပါဒီထက်ပြန်ခတ်ထည့်လိုက်ရတယ်ပေါ့နော်ဒီဆီလီကွန်ခွက်ကြီးကတော့အခဲခံရတာတော်တော်ကြာပါတယ်ခဲဝိုင်းဆိုတော့ခွက်ထဲကနေထုတ်ပြီးတော့ကြောက်ကြောပုံစံလေးလှီးလိုက်မယ်နည်းနည်းပါးပါးလှီးဖြတ်ပြီးသွားပြီဆိုရင်တော့အောက်ကတာကူလေးနဲ့အပေါ်ကအုံတို့တစ်ထပ်ကြောက်ကြောလေးရပြီဖြစ်ပါတယ်